အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့တာမန်မီးထက်ခုနှစ်ဆပြင်းတဲ့မီးဖိုတွေကိုပြစ်ချခံရတာတော့မှမသေးဘဲနဲ့အသက်ရှင်ခဲ့တဲ့လူငယ်3ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနေဘုခရဇာမင်းကြီးရုပ်တုအကြောင်းအိမ်မက်မက်မိတဲ့နောက်ပိုင်းမှာအမြင့်အတောင်60အနံ6တောင်ကြီးတဲ့ရွှေရုပ်တုကြီးတစ်ခုကိုသူလှုပ်ခဲ့ပါတယ်။နောက်ပြီးအဲ့ဒီရုပ်တုကြီးကိုဒူးရလွင်ပြင်မှာသူတည်ထားပါတယ်။ပြီးတော့ရှာဒရက်မေရှက်အဘေဒနီဂေါတို့အပါအဝင်တနိုင်ငံလုံးကအရေးပါတဲ့မင်းရာရှိတွေကိုတာရုအနုမောဒနာခေါ်တဲ့ပွဲမှာအဲ့ဒီရုပ်တုရှိကိုလာစုဝေးခိုင်းဖို့မိန့်လိုက်ပါတယ်။ပြီးတော့တဘိုးခရဆောင်းပလွေတရောပတ်တာစတဲ့တူရိယာတွေကိုတီးမုတ်တန်ကိုမင်းတို့ကြားတဲ့အခါရုပ်တုကိုပြက်ဝတ်ကိုးကွယ်ရမယ်မပြက်ဝတ်မကိုးကွယ်ပဲနေတဲ့သူမှန်သမျှတောက်လောင်နေတဲ့မီးဖိုကြီးတဲ့မှာပြစ်ချခံရမယ်လို့ဘယင်ကအမိန့်ဆိုလိုက်ပါတယ်။အဲ့ဒီနောက်တူရိယာတွေကိုတီးမုတ်ဖို့ဘယင်ကအမိန့်ပေးလိုက်ပါတယ်။ရှာဒရက်မေရှက်နဲ့အဘေဒနီဂေါကလွဲလို့လူအလုံးရုပ်တုကိုပြက်ဝတ်ကိုးကွယ်ကြပါတယ်။သူတို့ကိုခါလက်တဲလူတချို့ကတတိထားမိလို့ဘယင်ကိုဒီလိုသွားပြောပါတယ်။အရှင်မင်းကြီးကိုပမာဏမပြုတ်တဲ့သူတွေရှိပါတယ်။မင်းကြီးရဲ့ရုပ်တုကိုယူဒလူ3ယောက်ကဥမချပါဘူးလို့အပြစ်တင်ပြီးတော့ရှောက်လိုက်ပါတယ်။ဒါနဲ့သူတို့ကိုလူလွတ်ပြီးတော့ခေါ်ခိုင်းလိုက်ပါမင်းကြီးစီရောက်လာတော့မင်းကြီးကအဲ့ဒီရွှေရုပ်တုကိုကိုးကွယ်ဖို့မင်းတို့ကိုအခွင့်အရေးထပ်ပေးမယ်မကိုးကွယ်ရင်မိဖို့ထဲမှာပြစ်ချမယ်ငါလက်ထဲကနေမင်းတို့ကိုဘယ်ဖျားမှကဲနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါနဲ့သူတို့ကနောက်ထပ်အခွင့်အရေးပေးစရာမလိုဘူးကျွန်တော်တို့ရဲ့ဖျားကကျွန်တော်တို့ကိုကဲတင်နိုင်ပါတယ်အိုးအရှင်မင်းကြီးကျွန်တော်တို့ကိုဖျားမကင်ရင်တော့မှရုပ်တုကိုဥမချနိုင်ဘူးလို့ပြန်ဖြေလိုက်ပါတယ်နေဘုခနဇာမင်းလည်းအကြီးအကျယ်ဒေါသထွက်သွားပါတယ်ဒါနဲ့သူ့လူတွေကိုဒီလိုပြောပါတယ်မီးဖို့ကိုခါတိုင်းတက်9ဆပူအောင်မီးထိုးလိုက်ပြီးတော့စစ်သားတွေကိုဒီလိုအမိန့်ပေးတယ်အဲ့ဒီလူတွေကိုဘောင်းမီအင်ဂျီဝတ်လုံအဆရှိတွေတို့နဲ့တုံနှောင်ပြီးတော့မီးဖို့တွေကိုပြစ်ချလိုက်မီးဖို့ကပူလွန်းလို့စစ်သားတွေကမီးဖို့နာရောက်တဲ့ခါမှာမီးဟပ်ပြီးချက်ချင်းတေကုန်ကြပါတယ်သူတို့3ယောက်လည်းမီးဖို့တွေကိုကြာသွားပါတယ်မီးဖို့တွေကိုနေဘုခနဇာကြည့်လိုက်တဲ့အခါလူ4ယောက်ကလမ်းလျှောက်နေတာကိုတွေ့လိုက်ပါတယ်ဒါနဲ့သူအတော်လေးထိတ်လန့်ပြီးတော့အရာရှိတွေကိုဒီလိုပြောတယ်မီးဖို့တွေကိုပြစ်ချတာလူ3ယောက်မဟုတ်ဘူးလားဘလို့ဖြစ်လို့အခုလူ4ယောက်ကိုတွေ့နေရတာလဲသူတို့ထဲကတယောက်ကဘုရားသားရဲ့အစင်းတရံနဲ့တူရဲလို့ပြောလိုက်ပါတယ်နေဘုခနဇာမင်းကမီးဖို့နာကိုသွားပြီးတော့ဒီလိုအော်ခေါ်လိုက်ပါတယ်အမြင့်ဆုံးသောဘုရားရဲ့အကျေးကျွန်တို့မီးဝတွေကနေထွက်လာကြပါလူအလုံးတန်အံတော်ကြီးနဲ့ကြည်နေတော့ရှာဒရက်မေရှက်နဲ့အဘိဒနီဂေါတို့ဟာထိခိုက်ဒဏ်ရာဘာမှမရှိပဲမီးတွေကနေထွက်လာကြပါတယ်သူတို့ရဲ့အသားသပင်အဝတ်အစားတွေကမီးမလောင်တဲ့အပြင်မီးနဲ့တော့မရပါဘူးဒီနောက်နေဘုခနဇာကဒီလိုတက်ပြောပါတယ်ရှာဒရက်မေရှက်နဲ့အဘိဒနီဂေါတို့ရဲ့ဘုရားကတိတ်ကိုကြီးမြတ်ပါတယ်ကောင်းကင်တမန်ကိုဆေလွတ်ပြီးသူတို့ကိုကဲတင်တယ်သူတို့ဖျားနဲ့တူတဲ့ဖျားလုံးဝမရှိဘူးဒါကြောင့်အရရက်မှနေတဲ့လူမျိုးတွေထဲမှာရှာဒရက်မေရှက်အဘေဒနီဂေါတို့ရဲ့ဖျားကိုပြစ်မှားတဲ့စကားပြောရင်အပိုင်းပိုင်းစင်းစေသူတို့ရဲ့အိမ်ကိုလည်းနောက်ချီးပုံဖြစ်စေဆိုပြီးတော့မိန့်လိုက်ပါတယ်နောက်ပြီးဘာဘူးလုံနိုင်ငံမှာရှာဒရက်မေရှက်နဲ့အဘေဒနီဂေါတို့ကိုလည်းချီးမြှောက်လိုက်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ